တခင်ယေရှု၏နာမတော်၌အရောက်စီတိုင်းကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီကနေ့မှာ gap theory ကတမန်ကျမ်းစာနဲ့ကိုက်ညီသလားဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ကတက်တက်ခံချင်ပါတယ်ကျွန်တော်အနေဖြင့် gap theory ကိုမြန်မာလိုဂျာကာလအယူဆဆိုမှခေါ်ဆိုသုံးနှုန်းချင်ပါတယ်ဒီတော့ gap theory ဂျာကာလအယူဆဆိုတာကဘာလဲဆိုတော့ကမ္ဘာဦးကျမ်းခန်းကြီး1အငယ်1နဲ့အငယ်2ရဲ့ဂျာထဲမှာတနည်းအဖြစ်ပြောမယ်ဆိုရင်ကမ္ဘာဦးကျမ်းခန်းကြီး1အငယ်1မှာပါရှိတဲ့အဖြစ်ပြက်တွေဖြစ်ပြက်ပြီးတဲ့နောက်ပိုင်းအငယ်2မှာရှိတဲ့အဖြစ်ပြက်တွေမဖြစ်ပြက်ခင်ဒီကမ္ဘာဦးကျမ်းခန်းကြီး1အငယ်1နဲ့အငယ်2ရဲ့ဂျာထဲမှာနှစ်ပေါင်းများစွာကြာညောင်းတဲ့အချိန်ကာလတစ်ခုရှိခဲ့ဘူးတဲ့ဆိုတဲ့အယူဆဖြစ်ပါတယ်ဒါကို gap theory ဂျာကာလအယူဆလို့ခေါ်ပါတယ်ဒီ gap theory ဂျာကာလအယူဆကိုစတင်တွေ့ထွင်ဟောပြောခဲ့တဲ့ပုဂ္ဂိုလ်ကကြတော့စကော့တလန်လူမျိုးဓမ္မပညာရှင်တူဖြစ်တဲ့ Thomas Chalmers ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူက1834ခုနှစ်မှာစတင်ပြီးမှဒီ gap theory အယူဆကိုမိတ်ဆက်ဟောပြောခဲ့ပါတယ်နောက်ပြီးဒီ gap theory ကခရစ်ယာန်လောကအထက်ခရစ်ယာန်အတိုင်းအထက်ကိုခြေပြက်စွာဝင်ရောက်ပြန့်နှံ့လာရတဲ့အကြောင်းရင်းကကြတော့ American လူမျိုးဓမ္မပညာရှင်တူဖြစ်တဲ့ C.I. Scofield ကရေးသားတဲ့ Scofield Reference Bible ဆိုတဲ့ဓမ္မကျမ်းစာကြောင့်ဖြစ်ပါတယ်။ Scofield ကသူ့ရဲ့ဓမ္မကျမ်းစာကို1909ခုနှစ်မှာပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။အဲ့တော့ Scofield ကသူ့ရဲ့ဓမ္မကျမ်းစာဖြစ်တဲ့ Scofield Reference Bible ဆိုတဲ့ဓမ္မကျမ်းစာရဲ့အောက်ခြေမှတ်ချက်ရေးတဲ့နေရာမှာ gap theory အယူဆနဲ့ပတ်သက်ပြီးတော့အများကြီးရေးထားတာကိုတွေ့ရတယ်။ဒီလိုနည်းနဲ့ဒီ gap theory ဂျာကာလအယူဆကခရစ်ယာန်လောကအထက်ကိုကျင့်ပြတ်စွာဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ကျွန်တော်နားလည်ရပါတယ်။နောက်ပြီး gap theory ပေါ်ပေါက်လာရတဲ့အကြောင်းရင်းကကြတော့ဒီကနေ့တိပ္ပပညာရှင်တွေပြောတဲ့ကဘာကြီးရဲ့တက်တန်းနဲ့ဓမ္မကျမ်းစာကဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းဒီနှစ်ခုကိုကိုက်ညီအောင်တူညီသွားအောင်ညှိနှိုင်းဖို့ကြိုးစားရတာနဲ့ပေါ်ပေါက်လာတဲ့ theory အယူဆတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်။ဒီတော့ရှေးဦးစွာနဲ့ဖြင့်တိပ္ပပညာရှင်ပြောတဲ့ကဘာကြီးရဲ့တက်တန်းအကြောင်းနဲ့ဓမ္မကျမ်းစာကဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းအကြောင်းကိုအရင်ဆုံးလေ့လာကြည့်ရအောင်ဒီကနေ့တိပ္ပပညာရှင်တွေကကြတော့ကဘာကြီးရဲ့တက်တန်းကနှစ်ပေါင်း 4.54 billion နှစ်တန်ပေါင်း4540ရှိပြီလို့တွေ့ချက်ပြောဆိုကြပါတယ်အဲ့တော့တိပ္ပပညာရှင်တွေကကဘာကြီးရဲ့တက်တန်းကိုဒီလိုတွေ့ချက်ပြောဆိုတဲ့နေရာမှာအဓိကအထောက်အထား3ခုပုံမှာမူတည်မှာသူတို့တွေ့ချက်ကြတာဖြစ်ပါတယ်ပထမထောက်ထားကဘာလဲဆိုတော့ radio matrix dating လို့ခေါ်တဲ့ radio ဓာတ်တိကျော်မှုဖြစ်တက်တန်းကိုတွေ့ချက်တဲ့အနေနဲ့တွေ့ချက်ကြတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကြောက်တုံးလူထဲမှာရှိတဲ့ radio ဓာတ်တိကျော်နိုင်တဲ့ဓာတ်စင်တွေဟာဆိုလို့ရှိရင်နှစ်ကာလများစွာကြာလာတဲ့အခါမှာအခြားဓာတ်စင်တစ်ခုအဖြစ်ပြိုကွေးပြောင်းလဲတတ်တာဖြစ်ပါတယ်ဥပမာ uranium ကနေ lead လို့ခေါ်တဲ့ခဲဓာတ်စင်အဖြစ်ပြောင်းလဲတတ်တာဖြစ်တယ်ဒီတော့ဒီလိုပြောင်းလဲသွားတဲ့ဓာတ်စင်ရဲ့တက်တန်းကိုတွေ့ချက်ချက်အဖြစ်မူလကတည်ရှိနေတော့ဒီကြောက်တုံးရဲ့တက်တန်းကိုခန့်မှန်းနိုင်တာဖြစ်တယ်သိနိုင်တာဖြစ်ပါတယ်အဲ့လိုတွေ့ချက်ခန့်မှန်းနိုင်ခြင်းအဖြစ်ဒီကဘာကြီးရဲ့တက်တန်းကိုလည်းတို့ကခန့်မှန်းသိရှိနိုင်ကြတာဖြစ်တယ်ဒီလိုနေနဲ့ကဘာကြီးတက်တန်းကိုတို့ကတွေ့ချက်ကြတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ဇာကွန်ခရစ်စတယ်ဇာကွန်ပုံစံခဲ့တဲ့ပုံမှာအခြေခံပြီးမှကဘာကြီးတက်တန်းကိုတွေ့ချကြတာဖြစ်ပါတယ်ဒီကနေ့ကဘာပေါ်မှာရှေ့အကျဆုံးတက်တန်းအကြီးဆုံး dressing ဟာဆိုလို့ရှိရင် Australia နိုင်ငံမှာရှိတဲ့ Zircon crystal ဇာကွန်ပုံစံခဲတွေဖြစ်ပါတယ်အဲ့ဒီပုံစံခဲတွေကိုတစ်ပတ်ပညာရှင်တွေကတွေ့ချက်ကြည့်တဲ့အခါမှာဒီပုံစံခဲတွေရဲ့တက်တန်းကနှစ်ပေါင်း 4.4 billion နှစ်တန်ပေါင်း4400ရှိပြီလို့တို့တွေ့ချက်ကြတာဖြစ်ပါတယ်အဲ့တော့ဒီပုံစံခဲတွေရဲ့တက်တန်းကနှစ်ပေါင်း 4.4 billion ရှိပြီဖြစ်တဲ့အတွက်မို့ဒီကဘာကြီးရဲ့တက်တန်းကဒီထက်ပုံမှာကြာနိုင်တယ်ဆိုမှဒီပုံစံခဲတွေပုံမှာအခြေခံပြီးမှတစ်ပတ်ပြင်ရှင်တွေကကဘာကြီးတက်တန်းကိုဒီလိုတွေ့ချက်ကြတာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရတယ်တတိယအချက်ကတော့ဒီကနေ့ meteorite လို့ခေါ်တဲ့ဥက္ကခဲတွေနဲ့ moon rock လို့ခေါ်တဲ့လက်ကဘာပေါ်ကကြောက်ဒုံးတွေကိုအခြေခံပြီးမှကဘာကြီးတက်တန်းကိုတွေ့ချက်ကြတာဖြစ်တယ်ဒီကနေ့ဥက္ကခဲတွေရဲ့တက်တန်းကိုတွေ့ချစ်ကြတဲ့အခါမှာ
ဒီဥက္ကခဲတွေတက်တန်ကနှစ်ပေါင်း 4.5 billion နှစ်တန်ပေါင်း4500ရှိပြီဆိုမှတို့ကဒီလိုတွက်ချက်ကြတာဖြစ်ပါတယ်နောက်ပြီးတော့ဒီလှကဘာဘောကယူလာတဲ့ဒီကြောက်တုံးတွေတက်တန်ကိုတွက်ချက်ကြည့်တဲ့အခါမှာလည်းပဲဥက္ကခဲတွေတက်တန်နဲ့တော့တူနေတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ဒီဥက္ကခဲတွေတက်တန်လှကဘာဘောကြောက်တုံးတွေတက်တန်နောက်တစ်ခုကဒီပုံစံခဲတွေတက်တန်ရည်ဒီယိုတက်တီချက်မှုပြီးပြောင်းနေတော့တဲ့ဓာတ်စင်တွေပါတဲ့ကြောက်တုံးတွေတက်တန်ကိုတွက်ချက်တဲ့အခါမှာ4 billion အထက်နှစ်တန်ပေါင်း4000အထက်မှာပဲရှိကြတော့ကိုတွေ့ရတာဖြစ်တယ်ဒီတော့ကဘာကြီးရဲ့တက်တန်ဟာဆိုရှင်ဒီထက်ပုံမှန်များနိုင်တယ်လို့တို့တွက်ချက်ပုံမှာကဘာကြီးရဲ့တက်တန်ကို4.54 billion နှစ်တန်ပေါင်း4540ဆိုမှဒီလိုတွက်ချက်ကြတာဖြစ်ပါတယ်ဒီတော့တစ်ပတ်ပညာရှင်ပြောတဲ့ကဘာကြီးရဲ့တက်တန်ကနှစ်တန်ပေါင်း4540ဖြစ်ပါတယ်ဒါကိုတစ်ချက်ကျွန်တော်မှတ်ထားဖို့လိုအပ်ပါတယ်ဒုတိယချက်နေပြီးဓမ္မကျမ်းစာကဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းကိုလေ့လာတွေ့ချက်ကြည့်တဲ့အခါမှာဓမ္မကျမ်းစာကတော့ကဘာကြီးရဲ့တက်တန်းဟာနှစ်ပေါင်း6000ကျော်ပဲရှိသေးတယ်လို့ဒီလိုဖော်ပြနေပါတယ်ပြီးတော့ဓမ္မကျမ်းစာအရဒီကဘာကြီးရဲ့တက်တန်းကနှစ်ပေါင်း6000ကျော်ပဲရှိသေးတယ်လို့ယူဆရတဲ့အကြောင်းရင်းကကြတော့ဘုရားသခင်ကဖန်ဆင်းခြင်းအမှုကိုဒီဖန်ဆင်းခြင်းလုပ်ငန်းကို BC 4000ဝန်းကျင်မှာပြုလုပ်ခဲ့တယ်လို့ယူဆတဲ့အတွက်ဖြစ်ပါတယ်တော့ဒီယူဆချက်ဟာဆိုလို့ရှိရင်ဓမ္မကျမ်းစာပေါ်မှာအခြေခံပြီးမှတွေ့ချထားတဲ့ယူဆချက်ဖြစ်ပါတယ်အဲ့တော့ဒီယူဆချက်ကိုထောက်ခံတဲ့ပညာရှင်တွေအများကြီးရှိပါတယ်ထိုပုဂ္ဂိုလ်တွေထဲကနေနှစ်ဦးကိုကျွန်တော်ဖော်ပြချင်ပါတယ်ပထမတစ်ဦးကတော့ John Lightfoot လို့ခေါ်ပါတယ်သူကကြတော့ Cambridge တက္ကသိုလ်ကနေဒုတိယအဓိပတိဖြစ်ပါတယ်သူကဘယ်လိုပြောတယ်လဲဆိုတော့ဘုရားသခင်ကဖန်ဆင်းခြင်းအမှုကို BC 4004ခုနှစ်အောက်တိုဘာလ23ရက်နေ့နနက်9:00နာရီအချိန်မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဒါတစ်ယောက်ဒုတိယတစ်ယောက်ကကြတော့အိုင်ယာလန်နိုင်ငံအာမက်မြို့ကနေဂိုင်းချုပ်ဆရာတော်ဘီရှော့တပါဖြစ်တဲ့ James Arshaw ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သူကလည်းဘယ်လိုပြောတယ်လဲဆိုတော့ဘုရားသခင်ကဖန်ဆင်းခြင်းအမှုကို BC 4004ခုနှစ်အောက်တိုဘာလ22ရက်နေ့တနင်္ဂနွေနေ့ညနေ6:00နာရီအချိန်မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။ထိုနေ့၎င်းပဲဓမ္မကျမ်းစာပေါ်မှာအခြေခံမှာဘုရားသခင်ကဖန်ဆင်းခြင်းပြုလုပ်ခဲ့တဲ့အချိန်ကာလကိုတွေ့ချင်ထားတော့တခြားသောပညာရှင်တွေအများကြီးရှိပါတယ်။ဥပမာ Isaac Newton လို့ပေါ့နော်။ဒါသူတို့ကလည်းဓမ္မကျမ်းစာပေါ်မှာအခြေခံမှာဖန်ဆင်းခြင်းပြုလုပ်ခဲ့တဲ့အချိန်ကာလကိုတွေ့ချင်ထားတာဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီပညာရှင်တွေရဲ့တွေ့ချက်မှုကလည်းပဲ John Lightfoot နဲ့ James Arshaw တို့ရဲ့တွေ့ချက်မှုနဲ့အများကြီးမကွာဘူးဆိုတာကိုတွေ့ရတာဖြစ်ပါတယ်။ဒီတော့ဒီဖန်ဆင်းခြင်းအချိန်ကာလနဲ့ပတ်သက်ပြီးမှတွေ့ချက်မှုတွေများစွာထင်းမှာအကျော်ကြားဆုံးနဲ့ဒီခရစ်ယာန်လောကမှာလက်ခံမှုအများဆုံးကကြတော့ James Arshaw ရဲ့တွေ့ချက်မှုဖြစ်ပါတယ်။သူရဲ့တက်ဆက်ဖို့ပြချက်ကဘလောက်ထိခရစ်ယာန်အတိုင်းအထင်းမှာလက်ခံခဲ့တယ်လဲဆိုတော့19ရာစုကနေ19ရာစုအထိ King James Version ဓမ္မကျမ်းစာအုပ်ထဲမှာဖန်ဆင်းခြင်းအချိန်ကာလက BC 4004ခုနှစ်ဖြစ်တယ်လို့ရေးသားပေါ်ပြတဲ့အထိခရစ်ယာန်လောကမှာလက်ခံခဲ့ပါတယ်။အဲ့တော့ဒီနေရာမှာ James Arshaw ကဖန်ဆင်းခြင်းအချိန်ကာလကိုတွေ့ချက်တဲ့နေရာမှာအချက်၃ချက်ပုံမှာအခြေခံမှသူတွေ့ချက်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ genealogy လို့ခေါ်တဲ့ဒီဓမ္မကျမ်းစာထဲမှာပေါ်ပြထားတဲ့လူပုဂ္ဂိုလ်တွေရဲ့ရွှေစံမျိုးဆက်စဉ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တက်တန်းကိုတွေ့ချက်အပြီးဒုဖန်ဆင်းခြင်းအချိန်ကာလကိုတွေ့ချက်ခဲ့တာဖြစ်တယ်။ဒုတိယတစ်ချက်ကကျတော့ historical event လို့ခေါ်တဲ့ဒီသမိုင်းဆိုင်ရာအဖြစ်အပျက်တွေပုံမှာအခြေခံခဲ့တာဖြစ်တယ်။အဲ့တော့ဓမ္မကျမ်းစာထဲမှာကျတော့ဒီ Babylon Empire အကြောင်း Persia Empire အကြောင်း Great Empire အကြောင်းစသဖြင့်ဒီနေ့ကမ္ဘာပေါ်မှာကမ္ဘာသမိုင်းမှာထင်ရှားကျော်ကြားတဲ့ Empire ကြီးတွေလူမျိုးကြီးတွေနိုင်ငံကြီးတွေရဲ့အကြောင်းတွေအများကြီးပါလာဖြစ်တယ်။ဒီတော့ကမ္ဘာသမိုင်းမှာပေါ်ထွန်းခဲ့တဲ့လူမျိုးကြီးတွေ Empire ကြီးတွေပေါ်ထွန်းခဲ့တဲ့အချိန်ကာလကိုလည်းပဲသူ့အနေဖြင့်ဆက်ဆက်ပြီးမှတွေ့ချက်ခဲ့တာဖြစ်ပါတယ်ဒီလိုတွေ့ချက်အဖြစ်ဖန်ဆင်းချက်ချက်ကလည်းသူ့အနေဖြင့်တွေ့ချက်ခဲ့တာဖြစ်ပါတယ်တတိယတစ်ချက်ကကျတော့ဘာလဲဆိုတော့ Rain and Years လို့ခေါ်တဲ့ဒီဓမ္မကျမ်းစာထဲမှာပါရှိတဲ့ဣတိလလူမျိုးတွေရှင်ဘီယူဒလူမျိုးတွေရှင်ဘီတို့ရဲ့နန်းစနစ်ဒါတွေကိုတွေ့ချက်လိုက်တဲ့အခါမှာဖန်ဆင်းခြင်းကဘယ်ချဖြစ်ပြခဲ့တယ်လဲဆိုတော့ကိုတို့တွေ့ချက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာသူ့အနေဖြင့်ဓမ္မကျမ်းစာပေါ်မှာအခြေခံပြီးမှတွေ့ချထားတဲ့တွေ့ချပုံအချင်းချုပ်ကိုပြောပြချင်ပါတယ်ဓ
တမန်ကျမ်းစာကိုလေ့လာကြည့်တဲ့အခါမှာအာဒံကိုဖန်ဆင်းတဲ့အချိန်ကနေစပြီးမှနောဧခိရေလွှမ်းမှုတဲ့အချိန်ကာလအထိနှစ်ပေါင်း1656နှစ်ကြာသွားပါတယ်။အဲ့လောက်ကြာတယ်။ပြီးတော့နောဧခိရေလွှမ်းမှုတဲ့အချိန်ကာလကနေစပြီးမှအာဗြဟံထိနှစ်ပေါင်း429နှစ်ကြာတယ်။ပြီးတော့အာဗြဟံကနေစပြီးမှအစ္စရေးလူမျိုးတွေအီဂျစ်ပြည်မှာဂျုံဘိုးကဂျုံခံပြီးမှထက်လာတဲ့အချိန်ကာလအထိနှစ်ပေါင်း430ကြာတယ်။ပြီးတော့အဲ့ဒီအစ္စရေးလူမျိုးတွေအီဂျစ်ပြည်မှာဂျုံခံတဲ့ဘောကနေထက်လာတဲ့နှစ်ကနေရေတွက်ပြီးမှရှောလောမုန်မင်းကြီးကဂျေရုရှလင်မြို့မှာဗိမာန်တော်တည်ဆောက်တဲ့အချိန်ကာလအထိကတော့နှစ်ပေါင်း480ကြာတယ်။ပြီးတော့အဲ့ဒီဗိမာန်တော်တည်ဆောက်တဲ့အချိန်ကာလကနဲ့ယူဒလူမျိုးတွေဘာဗလုန်နိုင်ငံကိုကျော်အဖြစ်ရောက်သွားတဲ့အချိန်ထိကနှစ်ပေါင်း424နှစ်ကြာတယ်။ပြီးတော့ယူဒလူမျိုးတွေအဲ့ဒီဘာဗလုန်နိုင်ငံကိုကျော်ဖြစ်ရောက်သွားတဲ့နှစ်ကနေစပြီးမှယေရှုခရစ်တော်လက်ထက်ထိကတော့နှစ်ပေါင်း989နှစ်ကြာပါတယ်။အဲ့တော့ဒီတစ်ခရီးတွေအားလုံးကိုပေါင်းလိုက်တဲ့အခါမှာအာဒံကနဲ့ဒီနေ့ယေရှုခရစ်တော်လက်ထက်ထိနှစ်ပေါင်း4000ခုနှစ်ကြာတာဖြစ်တယ်။ဒါကြောင့်မို့ဖန်ဆင်းခြင်းက BC 4004မှာဖြစ်ခဲ့တယ်လို့သူတို့တက်ချက်တော့ဖြစ်ပါတယ်။ဒီတော့အာဒံကနေယေရှုခရစ်တော်လက်ထက်ထိကနှစ်ပေါင်း4004နှစ်ကြာတယ်။ဒီနေ့ယေရှုခရစ်တော်လက်ထက်ကနေဒီကနေ့ကျွန်တော်တို့အချိန်ကာလထိကနှစ်ပေါင်း2026နှစ်ကြာပြီ။ဆိုတော့စုပေါင်းအာဒံကနေဒီနေ့ကျွန်တော်တို့ကာလအထိတက်ချက်မယ်ဆိုရင်နှစ်ပေါင်း6030နှစ်ကြာတော့ဖြစ်ပါတယ်။ဒါကြောင့်ဓမ္မကျမ်းစာကကဘာကြီးရဲ့တက်ကနှစ်ပေါင်း6000ကျော်ရှိတယ်လို့ဒီလိုပြောရခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားရတာဖြစ်ပါတယ်။ဆိုတော့တစ်ပပင်ရှင်တွေပြောတာကကျတော့ကဘာကြီးရဲ့တက်တန်းကနှစ်တန်ပေါင်း4540ရှိပြီလို့ပြောတယ်။ဓမ္မကျမ်းစာကဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းကကျတော့နှစ်ပေါင်း6000ကျော်ပဲရှိသေးတယ်ဆိုတော့ဒီနှစ်ခုကတိကနန်းအဖြစ်အများကြီးကိုကွာဟနေတာဖြစ်တယ်။ဒါကြောင့်မို့အဲ့တော့ကိုကြိုက်တော့အောင်ဆိုမှကြည့်နိုင်ဖို့ကြိုးစားရကနေဒါ gap theory ဂျာကာလာအယူဆဆိုတာပေါ်လာတာဖြစ်တယ်။ gap theory ကကျတော့ကဘာကြီးရဲ့တက်တန်းကအာဒံကနေတွေ့မယ်ဆိုရင်နှစ်ပေါင်း6000ကျော်ပဲရှိသေးတယ်။သို့တော်လည်းအာဒံမတိုင်ခင်အာဒံကိုမဖန်ဆင်းခင်ကဘာဦးကျန်ခါကြီးတိတ်အညတဲ့နေ့ရဲ့ကြားထဲမှာနှစ်ပေါင်းများစွာရှိခဲ့တာဖြစ်တဲ့အတွက်မို့ဒါကဘာကြီးရဲ့တက်တန်းကတစ်ပတ်ပင်ရှင်ကြီးပြောတယ်လို့နှစ်ပေါင်းဘီလီယံချီရှိနေပြီဆိုမှသူကဒီလိုခံယူကြတာဖြစ်ပါတယ်ဒီလိုခံယူယုံကြည်တဲ့ gap theory ဂျာကာလာအယူဆဟာဆိုရှင်ခရစ်ယာန်လောကထဲမှာ19ရာစုနဲ့20ရာစုအစောပိုင်းကာလတွေအထူးသဖြင့်ဒီ Scofield Reference Bible ထုတ်ဝေခဲ့တဲ့အချိန်ကာလတွေမှာဆိုလို့ရှိရင်အရန်ကိုရေပန်းစားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာဆိုရင်ဒီခရစ်ယာန်ဓမ္မပညာရှင်တွေကကဘာဦးကျမ်းနဲ့ကိုရေးသားတဲ့မူရင်းဟေဘေးစကားလုံးတွေကိုတေချာလေ့လာလာတဲ့အခါမှာ gap theory ကိုလက်ခံလာတဲ့ဓမ္မပညာရှင်တွေကတော့အရန်ကိုနေသွားပါပြီသို့တော်လည်းပဲဒီကနေ့ထိခရစ်ယာန်တွေရဲ့အကြားထဲမှာ gap theory ကိုလက်ခံနေတဲ့သူတွေရှိနေတယ်ဆိုရကိုတွေ့ရှိရပါတယ်ဒါကြောင့်မို့ဒီနေ့ဒီဝင်ကချက်မှာဒီ gap theory ကတမန်ကျမ်းစာနဲ့ကိုက်တယ်လားဆိုရကိုကျွန်တော်အနေနဲ့ရှောက်ခွေလေ့လာတော့မှဖြစ်ပါတယ်အဲ့လိုလေ့လာတဲ့အခါမှာဘာဦးကျန်ခန်းကြီးတိအညတစ်နဲ့နှစ်ရဲ့ကြားထဲမှာကြီးမားတဲ့အချိန်ကာလကွာဟမှုရှိခဲ့တယ်ဆိုတဲ့ဒီ gap theory ကဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတဲ့အကြောင်းရင်းကိုလေ့လာသွားမယ်နောက်တစ်ခုကဒီ gap theory ကတမန်ကျမ်းစာနဲ့ကိုက်ရလားမကိုက်ဘူးလားဆိုတော့ကိုလည်းပဲဒါဆက်လက်မှကျွန်တော်လေ့လာတော့မှဖြစ်ပါတယ်ပထမဦးစွာ gap theory ကိုလက်ခံတဲ့သူတွေအနေဖြင့်ကဘာဦးကျန်ခန်းကြီးတိအညတစ်နဲ့အညနှစ်ရဲ့ကြားထဲမှာကြီးမားသောအခြေကာလကွာဟမှုကြီးတစ်ခု gap ကြီးတစ်ခုရှိခဲ့တယ်လို့ယူဆနေရတဲ့အချက်အချုပ်ကိုလေ့လာချင်ပါတယ်။ကမ္ဘာဦးကျန်ခန်းကြီးတစ်အခန်းကြီးတစ်နဲ့အခန်းကြီးနှစ်ကိုဖတ်ချင်ပါတယ်။ကမ္ဘာဦးကျန်ခန်းကြီးတစ်ထဲမှာဒီလိုဖော်ပြထားပါတယ်။အစအဦးနဲ့ဘုရားသခင်ရဲ့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏။ဒီကျမ်းချက်မှာကြည့်တဲ့အခါမှာကျွန်တော်တို့ကိုယ်ကိုယ်ထောက်ရဘုရားကစัจ java တစ်ခုလုံးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။ကျမ်းစာမှာတော့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတယ်လို့ပဲဖော်ပြထားတယ်။ဒါကဟေဗြဲဘာသာစကားအသုံးအနှုန်းအရဒီလိုပေါ်ပြရခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟေဗြဲဘာသာစကားတွေမှာစัจ java နဲ့ universe နဲ့ပတ်သက်ပြီးမှတိကျစကားလုံးမရှိဘူးလို့နားလည်ရပါတယ်။ဒါကြောင့်မို့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတယ်လို့ပြောတာကအရာခတ်သိမ်းကိုဖန်ဆင်းတယ်လို့ဆိုလိုခြင်းဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်။ဒီကဘာဦးချန်ခါကြီးတိတ်အငြင်းတိနဲ့ပတ်သက်ပြီးမှ gap theory ကိုလက်ခံတဲ့သူတွေကဘယ်လိုပေါ်ပြကြတယ်လဲဆိုတော့ဖယားတခင်ကကဘာဦးချန်ခါကြီးတိအငြင်းတစ်ထဲမှာ
ဒီကနေ့လိုပဲပြည့်စုံတဲ့လက်ပါတဲ့ကဘာကြီးတစ်ခုဖျားခင်ဖန်ဆင်းခဲ့တယ်အဲ့ဒီကဘာကြီးပုံမှာလူသားတွေကိုလည်းဖျားခင်ဖန်ဆင်းခဲ့တယ်ဒီကနေ့မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ဒိုင်နိုဆောတွေကဘာဦးခေတ်ကာလတုန်းကရှိခဲ့တဲ့တက်ရှိတတော်ဝါတွေကိုလည်းဖန်ဆင်းခဲ့တယ်ဒါတွေမကတဲ့ပဲနဲ့ကောင်းကင်မန်တွေကိုလည်းဖျားခင်ဖန်ဆင်းမှာအဲ့ဒီကဘာဦးချမ်းခန်းကြီးတစ်အညတစ်ထက်မှာဖျားခင်ဖန်ဆင်းခဲ့တဲ့ကဘာကြီးပုံမှာနေထိုင်ခိုင်းခဲ့တယ်ဒီလိုနေထိုင်ခိုင်းခဲ့တာတွေမကပဲနဲ့ဘုရားရှင်ကအဲ့ဒီကဘာကြီးကိုအုပ်စုဖို့အခွင့်အနာကိုကောင်းကင်မှာလူစီဖာကိုပေးအပ်ခဲ့တယ်လို့တို့ရတယ်လို့ယုံကြည်ကြပါတယ်သူတို့အနေဖြင့်ထောက်တဲ့ကြမ်းချက်ကတော့ယေစီကျေလာခန်းကြီး28အငယ်7ကနေ19မှာပါတဲ့ကြမ်းချက်ကိုထောက်တာဖြစ်တယ်အဲ့ဒီမှာကြည့်တဲ့အခါမှာဆိုရင်တကယ်လက်ပတ်ပြည့်စုံတဲ့ကယ်ရိုဘီတဘာကအေဒီအရှင်မှာဘုရားရှင်ရဲ့ဥယျာဉ်တော်ထဲမှာရှိတယ်နေနေတယ်လို့ဖော်ပြထားတာဖြစ်တယ်ဒီယေစီကျေလာခန်းကြီး28ထဲမှာဖော်ပြထားတဲ့အေဒီအရှင်ကဥယျာဉ်ဆိုတာကအာဒံနေခဲ့တဲ့အေဒီဥယျာဉ်မဟုတ်ပဲနဲ့တချိန်တော့ကဘာဦးချမ်းခါကြီးတစ်အငင်တစ်ထဲမှာဖျားခင်ဖန်ဆင်းခဲ့တဲ့ကဘာကြီးပုံမှာရှိခဲ့တဲ့လူစီဖာနေခဲ့တဲ့အေဒီဥယျာဉ်ဖြစ်တယ်ဆိုမှ gift theory ကိုလက်ခံတဲ့သူတွေကဒီလိုယုံကြည်ကြတာဖြစ်ပါတယ်ဒီလိုနဲ့အချိန်ကာလတွေကြာညောင်းလာတဲ့ခါကျတော့ဟေရှာယခန်းကြီး14အငင်7ကနေ15မှာပေါ်ပြထားတဲ့အတိုင်းပဲကောင်းကင်မှာလူစီဖာကဖယားနဲ့ရှင်ပြန်ရှင်လာတယ်ဖယားနဲ့ကိုလူချင်လာတယ်ဖယားကဲလို့ဖြစ်ချင်လာတဲ့တမျိုးဖယားတခင်ကသူ့ကိုကောင်းကင်မှာဘဝကနေစာဒန်နတ်ဆိုးဘဝကိုဆွဲချလိုက်တယ်ဆိုမှသူကဒီလိုယုံကြည်ကြတာဖြစ်တယ်ဒီလိုကောင်းကင်တမန်ရဲ့ကြံစည်ခြင်းနဲ့အတူဒီကဘာကြီးဟာဆိုရင်လည်းပဲကဘာဦးကျန်ခန်းကြီးတစ်အငင်တစ်ထဲမှာပေါ်ပြထားတဲ့အခြေအနေကိုရှောက်သွားတယ်လို့သူတို့အနေနဲ့ဒီလိုလက်ခံကြတာဖြစ်ပါတယ်အဲ့တော့ကဘာဦးကျန်ခန်းကြီးတစ်အငင်နှစ်ထဲမှာဘယ်လိုပေါ်ပြထားလဲဆိုတော့နေကြီးဒီအစန္ဒတမရှိလွတ်လပ်ဟာဖြစ်၏နည်းနည်းရအရက်ကိုမမိုက်ဖုံးသွား၍ဘုရားသခင်ဝိညာဉ်တော်ဒီရင်မင်းပြပုံမှာလှူရှားတော်မူ၏ဆိုမှပေါ်ပြထားတာဖြစ်တယ်ဒီကြက်ချက်ကကောင်းကင်တမန်လူစီဖာကြက်ဆင်သွားတဲ့အခါမှာကြက်ဆင်ခြင်းရဲ့အကျိုးဆက်အနေဖြင့်ကဘာဦးချခန်းကြီးတစ်အငယ်တစ်ထက်မှာဘုရားသခင်ဖန်ဆင်းခဲ့တဲ့လက်ပတ်ပြည့်စုံတဲ့ကဘာကြီးကလည်းပဲဒီကဘာဦးချခန်းကြီးတစ်အငယ်နှစ်ထက်မှာပေါ်ပြထားတဲ့အခြေအနေပြည့်စည်သွားတဲ့အခြေအနေကိုရောက်သွားတယ်ဆိုမှဂျာကာလအယူဆကိုလက်ခံတဲ့သူတွေကဒီလိုယုံကြည်ကြပါတယ်ကဘာဦးချခန်းကြီးတစ်အငယ်နှစ်ထက်မှာဘယ်လိုပြောတယ်လဲဆိုတော့မြေကြီးကအစန္ဒတမရှိလွတ်လပ်ဟာဖြစ်သွားတယ်လို့ပြောတယ်ဒီနေရာမှာအစန္ဒတမရှိလွတ်လပ်ဟာဖြစ်တယ်ဆိုတဲ့စကားလုံးရဲ့ငူရေးဟေဘစ်ကားကထိုဟိုနဲ့ဘူဟိုဆစ်စကားလုံးဖြစ်ပါတယ်အစန္ဒတမရှိဆိုတဲ့စကားလုံးရဲ့ငူရေးဟေဘစ်ကားကထိုဟိုဖြစ်ပါတယ်ထိုဟိုဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ farmless chariot ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်မြန်မာလိုပြောရရင်တို့ကပုံတံမရှိဘူးအချင်းကြီးဖြစ်နေတယ်ကစစ်ကလေးဖြစ်နေတယ်ရှုပ်ထွေးနေတယ်ဗယံပဒံဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်နောက်တစ်ခုကလွတ်လပ်ဟာဖြစ်၏ဆိုတဲ့စကားလုံးရဲ့ဟေဘီစကားကကြတော့ဘိုဟူဖြစ်ပါတယ်ဘိုဟူရဲ့အဓိပ္ပာယ်က ebity white ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဘာမှမရှိဘူးဘလာဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင်းပါတယ်အဲ့တော့ဒီ gift theory သမားတွေကဘုရားသခင်ကကဘာဦးချမ်းခါရဲ့တစ်အငယ်တစ်ထဲမှာပြည့်ပြည့်စုံတဲ့ကဘာကြီးကိုဖန်ဆင်းခဲ့တော်လေပဲကောင်းကင်တမန်ရဲ့ကြာစင်ခြင်းအဖြစ်စန္ဒဖြစ်သွားတဲ့နောက်ပိုင်းမှာအဲ့ဒီအကျိုးဆက်အဖြစ်ဒီကဘာကြီးကလည်းပဲဒီပုံပြက်ပန်းပြက်ရှုပ်ထွေးသွားတဲ့ဘာမှမရှိတော့တဲ့အခြေအနေကိုရှောက်သွားတာဖြစ်တယ်လို့သူကဒီလိုယူဆပါတယ်ကနဦးမှာဘုရားသခင်ဖန်ဆင်းဆောင်မှာကဘာကြီးကဒီလိုအနေထားမှာမရှိဘူးလို့သူကအနေနဲ့ဒီလိုဆိုလိုချင်တာဖြစ်ပါတယ်နောက်တစ်ခုကမြေကြီးရဲ့အစန္ဒတမရှိလွတ်လပ်ဟာဖြစ်၏လို့ဖော်ပြထားတဲ့ဒီဖြစ်၏ဆိုတဲ့မူရေးဟေဘဲစကားလုံးကဟာယာဖြစ်ပါတယ်အဲ့တော့ဟာယာဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်အင်္ဂလိပ်လိုပြောမှဆို was ဖြစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ became ဆက်လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတာဖြစ်တယ်အဲ့တော့ဒီနေရာမှာ gap theory ကိုလက်ခံတဲ့သူတွေကဆက်လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တုံးလိုက်တာဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကကဘာဦးကျမ်းခန်းကြီးတစ်အငယ်တစ်ထဲမှာဆိုပြည့်စုံတဲ့ကဘာကြီးတစ်ခုကိုဘုရားသခင်ဖန်ဆင်းခဲ့ပေမဲ့နောက်ပိုင်းမှာစာတန်ကြောင့်ကဘာကြီးကပုံပြတ်သွားတဲ့အနေအထားကိုဆက်လာခဲ့တယ်လို့သူတို့ယူဆတာဖြစ်ပါတယ်နောက်တစ်ခုကကဘာဦးကျမ်းခန်းကြီးတစ်အငယ်နှစ်ကိုဖတ်ကြည့်တဲ့အခါမှာနည်းနည်းရအရက်ကိုမောင်မိုက်ဖုံးသွားရေးလို့ဖော်ပြထားတွေ့ရတယ်ဒီ gap theory ကိုလက်ခံတဲ့သူတွေကဒီမောင်မိုက်ဆိုတာကကဘာဦးကျမ်းခန်းကြီးတစ်အငယ်တစ်ထဲမှာဘုရားသခင်ဖန်ဆင်းခဲ့တဲ့ကဘာကြီးပုံမှာမောင်မိုက်ဆိုတာမရှိဘူးအလေးနဲ့ပြည့်စုံမှအရန်လောက်ပါတဲ့ကဘာကြီးဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းဒါစာတန်ကြောင့်ဘုရားသခင်ကဒီကဘာကြီးကိုတရားဆင်တဲ့အခါမှာမောင်မိုက်ထုဖြစ်သွားတာဖြစ်တယ်လို့သူလက်ခံကြတာဖြစ်တယ်
ဒါကြောင့်မို့ဒီမောင်မိုက်ဆိုတာကကဘာဦးကျန်းခါကြီးတစ်အညီတစ်ထက်မှာဘုရားသခင်ဖန်ဆင်းတော့ကရှိတာမဟုတ်ပေနဲ့နောက်ပိုင်းစာတန်ကျဆင်းသွားတဲ့အခါမှာစာတော်ကိုတရားစင်ခြင်းအနေနဲ့ပေါ်ပေါက်လာတဲ့ဘုရားတစ်ခုဖြစ်တယ်ဆိုမှဒီလိုဖော်ပြကြတာဖြစ်တယ်နောက်ပြီးမှအဲ့ဒီအခန်းကြီးနှစ်ထဲမှာပဲဘုရားသခင်ဝိညာဉ်တော်လေးယေမင်းနပြီပေါ်မှာလှုပ်ရှားတော်မူပြီးဆိုမှဖော်ပြထားရလဲရှိတယ်အဲ့ဒီယေမင်းနပြီဆိုတာကလည်းပဲဒီဂျာကာလအယူဆကိုလက်ခံတဲ့သူတွေကဘယ်လိုယုံကြည်ကြတယ်လဲဆိုတော့နောအခင်းမတိုင်ခင်မှာလည်းပဲဘုရားသခင်ကဒီစာတန်ရဲ့အပိကြောင့်ကဘာကြီးကိုယေနဲ့တကတုတ်တင်ဖေရှားခဲ့တယ်လို့ဒီလိုယုံကြည်ကြတယ်အဲ့တော့နောအခင်းရေလွှမ်းမှုတာကလူသားတွေကိုတရားစင်တဲ့အနေနဲ့ဘုရားသခင်ကရေလွှမ်းမှုမှာစင်တယ်ကဘာဦးကျန်းခကြီးတစ်အညီနေ့ထဲမှာပါတယ်ရေမင်းနဲ့ပြီးရေဆိုတဲ့အားကြတော့ဒါလူစီဖာရဲ့အပိကြောင့်ဒီကဘာကြီးကိုတရားစင်တဲ့အနေနဲ့ဘုရားသခင်လုပ်ခဲ့တဲ့အမှုတစ်ခုဖြစ်တယ်အဲ့ဒီတရားစင်ကြီးကြောင့်အဲ့ဒီရေလွှမ်းမှုကြီးကြောင့်ဒိုင်နိုဆောတို့ဒါမှမဟုတ်ဒီအာဒမ်နဲ့တိုင်ခင်မှာနေထိုင်ခဲ့တဲ့လူသားတွေကဘာဦးကျန်းခကြီးတစ်အညီတစ်ထဲမှာဘုရားသခင်ဖန်ဆင်းခဲ့တဲ့လူသားတွေအားလုံးကဒီနေ့မြို့တုံးပျောက်ကွယ်သွားတာဖြစ်တယ်လို့ဒီလိုယုံကြည်ကြတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီရေလွှမ်းမှုချင်းအဖြစ်တည်သွားတဲ့သူတို့ဆန်တွေရဲ့အယူတွေလူသားတွေရဲ့အယူတွေကဒီနေ့ခေတ်မှာကြောက်ဖြစ်ရွခြင်းအနေနဲ့တွေ့ရှိရတာဖြစ်တယ်။ဒါကြောက်ဖြစ်ရွခြင်းဖြစ်လာဖို့ဆိုရင်နှစ်ပေါင်းမြောက်များစွာကြာမှဖြစ်လာတာဖြစ်တဲ့အတွက်ဒီကြောက်ဖြစ်ရွခြင်းကနောက်အခါရေလွှမ်းမှုချင်းရဲ့အကျိုးဆက်မဟုတ်ဘဲနဲ့အာဒါမတိုင်ခင်ကဘာဦးကျန်းခတဲ့တဲ့အနည်းနှစ်ထဲမှာကဘာကြီးကိုဖျားတဲ့ခင်ကတစ်ချိန်ရေလွှမ်းမှုခဲ့တဲ့ Lucifer's flood လို့ခေါ်တဲ့ရေလွှမ်းမှုချင်းကြောင့်ဆက်လာတဲ့အကျိုးဆက်တွေဖြစ်တယ်လို့ဒီလိုယုံကြည်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေဖြင့်ယုံကြည်တဲ့ကကြောက်ဖြစ်ရွခြင်းတစ်ခုဖြစ်လာဖို့ဆိုနှစ်ပေါင်းမြောက်များစွာကြာရမှာဖြစ်တဲ့အတွက်မို့နောက်အခါရေလွှမ်းမှုချက်ကနေပဲတွေ့မယ်ဆိုရင်နောက်အခါရေလွှမ်းမှုချက်မှာတည်သွားတဲ့သရစ်ဆန်တွေရဲ့ရုပ်အလောင်းတွေကဒီလောက်အချိန်သူ့အတွင်းမှာကြောက်ဖြူချက်မဖြစ်နိုင်ဘူးလို့သူတို့အနေနဲ့ဒီလိုယုံကြည်ကြတာဖြစ်တယ်။ဒါကြောင့်မို့ဒီကနေ့ကြောက်ဖြူချက်ဖြစ်ရတာကနောက်အခါရေလွှမ်းမှုချက်မှာတိုင်ခင်အာဒါမတိုင်ခင်မှာလူစီဖာရဲ့ချက်ဆင်းချကြောက်ကဘာကြီးကိုပြရခင်ရေအဖြစ်တရားစင်ချင်းအဖြစ်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဖြစ်တယ်လို့ဒီလိုယုံကြည်လက်ခံကြတာဖြစ်ပါတယ်ဒီတော့ gap theory ကိုကြည့်ချုပ်ရမယ်ဆိုရင်ဘုရားသခင်ကကဘာဦးချမ်းကနေတစ်အမြင့်တစ်ထဲမှာပြည့်စုံလာပါတဲ့ကဘာကြီးတခုဖန်ဆင်းခဲ့တယ်အဲ့ဒီကဘာကြီးထဲမှာလူသားတွေအပေါင်းဝင်တက်ရှိတွေကိုလည်းဘုရားသခင်ဖန်ဆင်းခဲ့တယ်ကောင်းကင်တမန်တွေကိုလည်းဘုရားသခင်ဖန်ဆင်းခဲ့တယ်ဒီလိုနဲ့ဒီကာလများစွာကြာလာတဲ့အခါမှာအဲ့ဒီကောင်းကင်တမန်တွေကကျဆင်းသွားတာဖြစ်တဲ့အတွက်မို့စာတန်အဖြစ်ကိုရောက်သွားတာဖြစ်တဲ့အတွက်မို့ကောင်းကင်တမန်ကိုတရားစင်တဲ့အနေနဲ့ကဘာဦးချမ်းကနေတစ်ထဲမှာပြည့်စုံလာပါအောင်ဖန်ဆင်းတဲ့ကဘာကြီးကိုလည်းဘုရားသခင်ကရေလွှမ်းမှုအချက်ဖြစ်ဖြစ်စီလိုက်တယ်အဲ့လိုဖြစ်စီလိုက်တဲ့ခါမှာဒီမြေကြီးကအစစ်တမ်းမရှိလက်လာဆက်လာတယ်လို့တို့ယုံကြည်ကြတယ်ဒီလိုနဲ့ပြည့်စည်သွားတဲ့ကဘာကြီးကိုဘုရားသခင်ကပြန်ပြီးမှကဘာဦးချမ်းရဲ့တစ်အငယ်3နဲ့ဆက်မှာပထမရဲ့ဒုတိယရဲ့တတိယရဲ့ဆိုမှဆက်ပြီး6ရဲ့တတိုင်ပြန်လဲမှဤဆုံးအောင်ဒုတိယတစ်ကြိမ်ပြန်လဲဖန်ဆင်းပြုတ်ပြခဲ့တယ်လို့ဒီလိုလက်ခံကြတာဖြစ်တယ်ဒါကြောင့်မို့အာဒါကိုကြတော့ကဘာဦးချမ်းရဲ့တစ်အငယ်3နောက်ပိုင်း6ရက်ဖန်ဆင်းခြင်း6ရက်ပြုတ်ပြင်းခြင်းအထက်မှာပဲဖန်ဆင်းခဲ့တာဖြစ်တဲ့တည်းမို့အာဒါမတိုင်ခင်မှာကဘာဦးချမ်းရဲ့တစ်အငယ်1နဲ့အငယ်2ရဲ့ကြားထဲမှာနေပေါင်းမြောက်များစွာကြာရောက်တဲ့အချိန်ကာလတစ်ခုရှိခဲ့ဘူးတယ်လို့ဂျာကာလအယူဆကိုလက်ခံတဲ့လူတွေကဒီလိုယုံကြည်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာကြီးရဲ့တက်တန်းကတစ်ပပင်ရှင်တစ်ချက်ထားလို့ပဲနေပေါင်းဘီလီယံချီရှိနေပြီနေတန်ပေါင်းထောင်ချီရှိနေပြီလို့လက်ခံတာဖြစ်ပါတယ်။ကျန်းစာကဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းနဲ့တစ်ပပင်ရှင်ဖော်ပြတဲ့ကဘာကြီးရဲ့တက်တန်းကိုညှိနှိုင်းဖို့ဒီလိုနည်းနဲ့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးမှကျွန်တော်လည်းဒီgap theory ကတမန်ကျန်းစာနဲ့ကန့်ယူမှုရှိမရှိဆိုတဲ့အဖြစ်ကိုလေ့လာပြီးမှဒီကနေ့ဝင်ငါမှုကိုအဆုံးသတ်မှာဖြစ်ပါတယ်။ဒီတော့ကဘာဦးချအခန်းကြီး1အခန်းကြီး1နဲ့အခန်းကြီး2ကိုဒီအတိုင်းပုံမှန်ကျွန်တော်တို့ဆိုရှိတဲ့ဘာသာပြန်ကျမ်းတွေနဲ့ဖတ်ကြည့်တဲ့အခါမှာလည်းပဲဒီအခန်းကြီးနှစ်ခုရဲ့ကြားထဲမှာမိတိကြီးမားတဲ့အချိန်ကာလပေါ်ဟမှုမှမရှိခဲ့ဘူးဆိုတော့ကိုနားလည်ရပါတယ်။ဒီထက်ပိုပြီးမှဟေဘရဲဘာသာစကားနဲ့ရေးထားတဲ့တမန်ကျမ်းစာနဲ့တွဲဖက်ပြီးမှလေ့လာမယ်ဆိုရင်ကဘာဦးချမ်းခန်းကြီး1အခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာဂျာကာလဆိုတာမရှိခဲ့ဘူးဆိုရကိုခိုင်ခိုင်မာမာရှင်းရှင်းလေးလေးနားလည်သိရှိရပါတယ်။ဘာကြောင့်လဲဆိုတော့မူကြီးဟေဘရဲကျမ်းစာထဲမှာကဘာဦးချမ်းခန်းကြီး1အခန်းကြီး1ပြီးသွားတာနဲ့အခန်းကြီး2ရဲ့အစကိုဟေဘရဲစကားဆက်ခံချက်ရှိတစ်ခုဖြစ်တဲ့ wall ဆိုတဲ့စကားဆက်နဲ့အစပြုထားတာကိုတွေ့ရပါတယ်။ဟေဘရဲစကားဆက် wall ဆိုတဲ့အဓိပ္ပာယ်ကအင်္ဂလိပ်လို and မြန်မာလိုကြတော့ပြီးတော့ဒါမှမဟုတ် nick ဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်။နောက်တစ်ခုကအင်္ဂလိပ်လို bird ဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်။မြန်မာလိုကြတော့ဒုတော်လေး
ဒါပေမဲ့ပေါ့နော်ဒီလိုမျိုးအတိတ်ပဲရှိတာဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ကျမ်းစာကိုမူရေးခဲ့ပဲကျမ်းစာအတိုင်းအခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာ success ပါအောင်ဖတ်မယ်ဆိုရင်ဒီလိုဖတ်လို့ရပါတယ်အစအဦး၌ဘုရားသခင်ကောင်းကင်ရဲ့မြင်ကြီးကိုဖန်ဆင်းတော်မူ၏ပြီးတော့ဒါမှမဟုတ်သို့တော်လေမြင်ကြီးတွေအစင်းတဲ့မရှိလွတ်လပ်လာဖြစ်၏နဲ့နေရအရက်ကိုမောင်းဝိုက်ဖုံးတော်ရဲ့ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမင်းပြည်ပေါ်မှာလှူရှားတော်ဆိုမှလည်းဖတ်လို့ရတာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဒီလိုဖတ်ကြည့်လိုက်တဲ့အခါမှာဒီအခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာအခြေကာလပေါ်ဟမှုမရှိခဲ့ပေနဲ့ဒီအခန်းကြီး2ခုစလုံးကအခြေကာလတစ်ခုအတွင်းမှာဖြစ်ပျက်ခဲ့တဲ့တူညီတဲ့အဖြစ်ပျက်တစ်ခုတည်းကိုပဲရည်ညွှန်းပေါ်ပြနေတယ်ဆိုတာကိုသိရှိရပါတယ်ဒါပေမဲ့ဒီကနေ့မြန်မာဘာသာပြန်ချက်အပေါင်းတချို့သောအင်္ဂလိပ်ဘာသာပြန်ကျမ်းစာတွေမှာဒီငွေရေးဟဲ့ပြီးကျမ်းစာထဲမှာပါတဲ့အခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားကစကားစစ်ဖြစ်တဲ့ဘောဆိုတဲ့စကားစစ်ကိုဘာသာမပြန်ဘဲနဲ့ဖြုတ်ခဲ့ကြတဲ့အတွက်မျိုးဒီကပ္ပဦးကျအခန်းကြီး1အခန်းကြီး1နဲ့အခန်းကြီး2ကိုဖတ်ရှုတဲ့အခါမှာအဲ့ဒီအခန်းကြီး2ခုရဲ့ကြားထဲမှာအခြေကာလကိုဟမှုရှိဖြစ်တဲ့ရောင်နည်းနည်းရှုပ်ထွေးစေတဲ့ပြဿနာလေးတွေပေါ်လာတာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်းတစ်ခုဖြစ်တဲ့ King James Version မှာကျတော့အခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာ and ဆိုတဲ့စကားစစ်ကိုအသုံးပြုထားပေးတာကိုတွေ့ရပါတယ်ပြီးတော့ဒီကပ္ပဦးကျအခန်းကြီး1အခန်းကြီး2ထဲမှာပါတဲ့အစနစ်တမရှိလွတ်လပ်ဟာဆိုတဲ့စကားလုံးတွေမောင်မိုက်ဆိုတဲ့စကားလုံးတွေရေမင်းပြည်ဆိုတဲ့စကားလုံးတွေကကပ္ပဦးကျအခန်းကြီး1အခန်းကြီး2ထဲမှာဘုရားသခင်ဖန်ဆင်းခဲ့တဲ့နေကြီးရဲ့မူလအခြေအနေအချိုးမတက်ရတဲ့အခြေအနေဒီနေ့ပြောဆိုရင်အခြေအနေအသေးစိတ်ကိုပြလဲရင်းညွှန်းဖော်ပြနေတာဖြစ်တယ်လို့နားလည်ရပါတယ်နောက်တစ်ခုကအခန်းကြီး2ထဲမှာပါတဲ့ဖြစ်ဤဆိုတဲ့မြန်မာစကားလုံးရဲ့ငိုရေးဟေဘဲစကားကဟာယာဖြစ်တယ်ဆိုတဲ့ရကိုကျွန်တော်ရှေ့ကအကြောင်းအရာတွေမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဒီဟာယာဆိုတဲ့ဟေဘဲစကားလုံးကို words ဆိုမှလည်းပဲအဓိပ္ပာယ်ပြန်လို့ရတယ် became ဆိုမှလည်းပဲအဓိပ္ပာယ်ပြန်လို့ရတယ်ဆိုရပါတယ်ကျွန်တော်လေ့လာခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ gap theory ကိုလက်ခံတဲ့သူတွေကဒီဟာယာဆိုတဲ့ဟေဘဲစကားလုံးကို was ဆိုမှဘာမှမပြောဘဲနဲ့ became ဆိုမှဘာမှပြန်လာတဲ့အတွင်းကိုကဘာဦးကျအခန်းကြီး1အခန်းကြီး1ထဲမှာပြတဲ့ကျွန်တော်ပြီးဆုံးရောက်ပါတဲ့ကဘာကြီးတစ်ခုဖန်ဆင်းခဲ့ပေမဲ့အချိန်ကာလကြာလာတဲ့အခါမှာအဲ့ဒီကဘာကြီးကအခန်းကြီး2ထဲမှာပေါ်ပြထားတဲ့အစနစ်တည်းမရှိလွတ်လပ်လာဖြစ်တယ်ဆိုတဲ့အခြေအနေကိုစစ်လာခဲ့တယ်လို့ပြောတယ်ဒီလိုယူဆလိုက်တာဖြစ်ပါတယ်ဟာယာဆိုတဲ့ဟေဘီစကလုံးကိုအင်္ဂလိပ်လို became လို့ဘာသာပြန်မယ်ဆိုရင်ဟာယာရဲ့အနောက်မှာ preposition word တစ်ခုလိုက်ရမှာဖြစ်တယ်ဥပမာ lame ဆိုတဲ့ word မျိုးတွေလိုက်ရမှာဖြစ်တယ် higher plus lame ဆိုမှလိုက်လာတော့ဒါကိုအဲ့ဒီ higher ဆိုတဲ့စကလုံးကို became ဆိုမှပြန်လို့ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ကဘာဦးကြခက်ကြီးအခန်းကြီး2ထဲမှာရှိတဲ့ဒီ higher ဆိုတဲ့စကလုံးကြည့်တဲ့အခါမှာသူ့ရဲ့အနောက်မှာဘယ် preposition မှမလိုက်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီ higher ရဲ့အနောက်မှာ preposition မလိုက်ဘူးဆိုရင်သူ့ကိုကြတော့ was ဆိုမှပြောတာပြန်ရမှာဖြစ်ပါတယ်ဒီလိုဘာသာပြန်မယ်ဆိုရင်ဘုရားသခင်ကကဘာဦးကြခက်တဲ့အခန်းကြီး1ထဲမှာကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းခဲ့တယ်အဲ့ဒီမြေကြီးကအစနစ်တမရှိလွတ်လပ်လာဖြစ်တယ်လို့ပဲပြောဘာသာပြန်ရမှာဖြစ်ပါတယ်အချုံးမတက်ရတဲ့အခြေအနေမျိုးကိုပေါ်ပြနေတာဖြစ်ပါတယ်ဥပမာပြလို့ဆိုရင်ဦးလောက်တဲ့လူကမြင်ဦးလောက်ဖို့အတွက်သူကရှုစဲတွေကိုယူလာတယ်ဒါပေမဲ့အဲ့ဒီရှုစဲကတော့ရှိနေပြီဒါပေမဲ့မြင်ဦးမဖန်ဆင်းရတဲ့အခါမှာဒီရှုစဲကဘာပုံစံမှမရှိသေးဘူးဘာပုံတည်မှမရှိသေးတဲ့အခြေအနေမျိုးကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကဘာဦးကြအခန်းကြီး1အခန်းကြီး2ထဲမှာရှိတဲ့မောင်မိုက်ဆိုတဲ့စကားလုံးကို gap theory ကိုလက်ခံတဲ့သူတွေကဘယ်လိုယူဆကြတယ်လဲဆိုတော့ဘုရားသခင်ကကဘာဦးကြအခန်းကြီး1အခန်းကြီး1ထဲမှာပြီးဆိုတဲ့ကဘာမြေကြီးကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်ဒါပေမဲ့ဒီအခန်းကြီး2မရောက်ခင်ဂျားထဲမှာနှစ်ပေါင်းများစွာကြာရောက်တဲ့အချိန်ကာလရှိတာဖြစ်တဲ့မို့အဲ့ဒီအချိန်ကာလထဲမှာကောင်းကင်ဘုရားကဘုရားသခင်ပုံကံလိုက်တာဖြစ်တဲ့မို့ဘုရားသခင်ကကောင်းကင်ဘုရားကိုတရားစီရင်တဲ့အနေဖြင့်ဒီကဘာကြီးကိုလည်းအမောထုထုံနှံစေတယ်ဒီအခန်းကြီး2ထဲမှာပါတဲ့မောင်မိုက်ဆိုတာကဘုရားသခင်ရဲ့တရားစင်ရှိကိုပေါ်ပြနေတဲ့မောင်မိုက်ဖြစ်တယ်ဆိုတဲ့အရာကိုတို့ယူဆကြပါတယ်ဒီလိုလက်ခံကြပါတယ်ဒါပေမဲ့အခန်းကြီး2ထဲမှာပေါ်ပြထားတဲ့မောင်မိုက်ဆိုတာကဘုရားသခင်ရဲ့တရားစင်ခြင်းလက္ခဏာမဟုတ်ဘဲနဲ့အလင်းမရှိတဲ့အခါမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုပဲဖြစ်တယ်လို့ကျွန်တော်တို့ဒီလိုနားလည်ရပါတယ်ဥပမာပြပြောမယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့ကနေ့လယ်မှာအလင်းရှိတဲ့အခါမှာကျွန်တော်တို့မြင်ရတယ်၊သွားလာလို့ရတယ်၊ခလုတ်မတိုက်ဘူးဒါကအလင်းရှိနေလို့အလင်းရှိနေတဲ့အခြေအနေမျိုးမှဒီလိုဖြစ်တယ်ဒါပေမဲ့ဒီအလင်းမရှိတော့တဲ့အခါမှာအခြေအနေတစ်ခုဖြစ်လာတယ်အဲ့ဒါကဘာမှမမြင်ရတဲ့အခြေအနေအဲ့ဒါကိုမောင်မိုက်လို့ခေါ်တယ်အမောင်လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်တို့ကနေဖေးကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာဘုရားသခင်ကအလင်းကိုစတင်ဖန်ဆင်းခဲ့တာကကဘာဦးကျအခန်းကြီး
တိတ်အငြင်း3ထဲမှာပဲစတင်မှာဖန်ဆင်းခဲ့တယ်ဆိုတော့နားလည်ရတာဖြစ်တယ်ကဘာဦးကြခန်းကြီးတိတ်အငြင်း1ထဲမှာအလင်းကိုမဖန်ဆင်းရတဲ့ဘူးအဲ့တော့အလင်းကိုမဖန်ဆင်းရတဲ့တာဖြစ်တဲ့မောင်းနေမှာပဲစကြဝဠာတစ်ခုလုံးကမောင်းနေတာဖြစ်တယ်အဲ့လိုမောင်းနေလေဆိုရတော့အခန်းကြီး2ထဲမှာအဲ့ဒီမောင်းနေတဲ့အခြေအနေကိုပေါ်ပြထားတာဖြစ်တယ်ဒီမောင်မိုက်ဆိုတာကဒီလိုကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်ဓမ္မကျမ်းစာထဲမှာဒီလိုပေါ်ပြထားတယ်ဟေရှာယခန်းကြီး45ခုနှစ်ထဲမှာငါဒီအလင်းကိုလို့၏အမိုက်ကိုလည်းဖန်ဆင်း၏ဆိုတော့ပေါ်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မို့ကပောက်ကြခန်းကြီး1အရင်နှစ်ထဲမှာရှိတဲ့မောင်မိုက်ဆိုတာကအခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာဒီပေါင်းများစွာကြောင်ကြောင်းတဲ့အချိန်ကလာရှိခဲ့တုန်းကစာလာကိုတရားစင်တဲ့အနေဖြင့်ဖြစ်ပေါ်လာစေတဲ့မောင်မိုက်မဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကဏ္ဍထဲမှာပါဝင်နေတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့နားလည်ရပါတယ်။ခိုင်းရင်နှစ်ထင်းမှာကျွန်တော်တို့နောက်ထပ်လိုက်ရမယ့်စကားလုံးတစ်ခုကတော့ရေမင်းနေပြီဆိုတဲ့စကားလုံးဖြစ်ပါတယ်။ဟေဘေးဘာသာမှာရေကိုမာရင်းလို့ခေါ်တာဖြစ်တယ်။ဒီကနေ့ဓမ္မပညာရှင်တွေရဲ့ကြားထဲမှာဒီရေမင်းနေပြီရေနဲ့ပတ်သက်မှာအမြင်အမျိုးရှိကြပါတယ်။ပထမအမြင်ကတော့ဒီရေမင်းနေပြီဆိုတဲ့ရေကတကယ်ရုပ်ပိုင်းဆိုင်ရာရေကိုတကယ်ရေကိုပြောတာဖြစ်တယ်ဆိုတဲ့အမြင်ဖြစ်တယ်။တချို့တော့ဓမ္မပညာရှင်တွေကကြတော့ဒီရေမစ်လပီဆိုတဲ့ရေကပုံဆောင်ချက်အနေနဲ့တုံ့လုံးထားတဲ့အတုံးလုံးဖြစ်တယ်လို့ခံယူတဲ့လူတွေရှိပါတယ်ကျွန်တော်နေပြီးဓမ္မကျမ်းစာကိုလေ့လာကြည့်တဲ့အခါမှာဒီဓမ္မကျမ်းစာတအုပ်လုံးထဲမှာဘေးပါတာစကားမာရင်ဆိုတာကတကယ့်ရေ H2O ကိုဆိုလိုတယ်ဆိုတာကိုသိရှိရပါတယ်ဒါကြောင့်မို့ဒီနေ့ကဘာဦးကျမ်းခန်းကြီး1အငယ်2ထဲမှာပါတဲ့ရေမစ်လပီဆိုတဲ့ရေကတကယ့်ရေကိုဆိုလိုတာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်ဒါပေမဲ့ဒီရေမစ်လပီဆိုတဲ့ဒီရေထုကြီးကကဘာဦးကျမ်းခန်းကြီး1ခန်းကြီး1နဲ့2ရဲ့ကြားထဲမှာလူစီဖာကျဆင်းတော်တဲ့တမှုဘုရားသခင်ကတရားစင်တဲ့အနေနဲ့ဖြစ်ပေါ်လာစေတဲ့ရေမဟုတ်ဘဲနဲ့ကဘာဦးကျမ်းခန်းကြီး1အငယ်1ထဲမှာဘုရားသခင်ဖန်ဆင်းတဲ့ကရှိနေတဲ့ရေဖြစ်တယ်ဆိုရအောင်ကျွန်တော်တို့သိရှိနားလည်ထားဖို့လိုပါတယ်ဘုရားသခင်ကကဘာဦးကျမ်းခန်းကြီး1အငယ်6ကိုရောက်တဲ့အခါမှာပဲမိုးမင်းနဲ့ကြက်အပေါ်မှာရှိတဲ့ရေနဲ့မိုးမင်းနဲ့ကြက်အောက်မှာရှိတဲ့ရေဆိုမှခွဲခြားလိုက်တယ်ဆိုရအောင်ကိုတွေ့ရှိရပါတယ်အဲ့ဒီတော့ကဘာဦးကျမ်းခန်းကြီး1အနှစ်ထဲမှာပါတယ်ရေမစ်ပီဆိုတာကဘုရားသခင်ကရေထုကြီးကိုမခွဲခြားလိုက်ရသေးတာဖြစ်တဲ့အတွက်မို့ကဘာကြီးတစ်ခုလုံးကိုရေကဖုံးလွှမ်းထားတယ်ဆိုတဲ့အခြေအနေကိုပေါ်ပြနေတာဖြစ်ပါတယ်အဲ့တော့ကဘာဦးကျမ်းခန်းကြီး1အငယ်9ကိုရောက်တဲ့ခါမှာပဲဘုရားသခင်ကရေတွေကိုစုဝေးစေမှပီလေးတွေပေါ်လာစေတယ်ကုန်းတွေပေါ်လာစေတာဖြစ်ပါတယ်နိပေခန်းကြီး3အငယ်9ထဲမှာလည်းပဲဒီလိုပေါ်ပြထားပါတယ်ရေထက်ကထက်၍ရေဖြစ်တည်တော့မြေကြီးဆိုမှပေါ်ပြထားတာဖြစ်တယ်ဒီကျင့်ချက်ကကဘာဦးကျမ်းခန်းကြီး1အငယ်6နဲ့9မှာပါရှိတဲ့အကြောင်းအရာကိုထောက်ခံပေးနေတယ်လို့ကျွန်တော်တို့နားလည်ရပါတယ်။ဒါကြောင့်မို့ကဘာဦးကျမ်းခန်းကြီး1အငယ်2ထဲမှာတွေ့ရှိရတဲ့ရေမင်းပီဆိုတဲ့ရေထုကြီးကကောင်းကင်မှာလူစီဖာကျဆင်းခြင်းအဖြစ်ဖြစ်ပေါ်လာတဲ့ရေထုမဟုတ်ဘဲနဲ့ဖယားတခင်ကဒီရေထုကြီးကိုမခွဲခြားရတဲ့အခါမှာဖြစ်ပေါ်နေတဲ့ကဘာဦးကျမ်းအခန်းကြီး1အငယ်1မှာရှိတဲ့ကဘာကြီးရဲ့အခြေအနေကိုပေါ်ပြနေတာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်။နောက်ပြီးတော့ဂျာကာလာအယူဆကိုလက်ခံတဲ့သူတွေပြောတဲ့ကဘာဦးကျမ်းခန်းကြီး1အငယ်1ထဲမှာဘုရားသခင်ကပြည့်ပြည့်စုံတဲ့ကဘာကြီးကိုဖန်ဆင်းခဲ့တယ်။လူသားအပေါင်းတက်ရှိတဲ့ကိုလည်းဘုရားသခင်ဖန်ဆင်းခဲ့တယ်။ဒါပေမဲ့အဲ့ဒီကဘာကြီးနဲ့တူတက်ရှိတာဆိုလို့ရှိရင်ကောင်းကင်မှာလူစီဖာရဲ့ကျက်ဆင်းတဲ့အပြစ်ကြောင့်ဘုရားသခင်ကဒီကဘာကြီးကိုဖြစ်စေပြီးမှကဘာကြီးကလည်းပဲအခန်းကြီး2ထဲမှာပေါ်ပြထားတဲ့အတိုင်းအစင်းတည်းမရှိလွတ်လပ်လာပုံစံဖြစ်လာတယ်။အမောင်ထုကြီးကပုံလွှမ်းသွားတယ်။ကဘာကြီးတစ်ခုလုံးကိုလည်းပဲဘုရားသခင်ကရေအဖြစ်လွှမ်းမိုးစိန်လိုက်တယ်ဆိုတဲ့အချက်လူသားတွေနဲ့တက်ရှိတတ်တော်တဲ့အားလုံးကလည်းပဲတေဆုံးကုန်ကြတယ်ဆိုတဲ့အချက်ကတမန်ကျမ်းစာရဲ့တုံ့ပြန်ချက်နဲ့မကန့်ဘူးဆိုတော့တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့တမန်ကျမ်းစာရောမခန်းကြီး9အငယ်7ထဲမှာလည်းပေါ်ပြထားပါတယ်။အကြောင်းမူကားအဖြစ်တရားဒီတယောက်တော်သူအားဖြင့်ဒီလောကသို့ဝင်၍အဖြစ်တရားအားဖြင့်တေခြင်းတရားဝင်တည်နေအညီလူအပေါင်းတို့တွေအဖြစ်ရှိတော်ကြောင့်တေခြင်းတို့ရောက်ရကြ၏ဆိုပေါ်ပြထားတာဖြစ်တယ်။အဲ့ဒီရောမခန်းကြီး9အငယ်7ထဲမှာပေါ်ပြထားတဲ့တယောက်တော်သူဆိုတာကအာဒံကိုရည်ညွှန်းတယ်ဆိုရပေါ့တစ်ကောအခန်းကြီး15အငယ်20ထဲမှာတွေ့ရပါတယ်။လူအပေါင်းတို့တွေအာဒံအဖြစ်တေခြင်းတို့ရောက်တဲ့ဤသူလူအပေါင်းတို့တွေခရစ်တော်အဖြစ်အသက်ရှင်ခြင်းတို့ရောက်ရကြလက်တန်းဆိုမှပေါ်ပြထားတာဖြစ်တယ်။ဒါကြောင့်မို့တေခြင်းတရားဆိုတာအာဒံအဖြစ်ထဲကိုကြောက်ရောက်သွားပြီးတဲ့နောက်ပိုင်းတနည်းအဖြစ်ပြောဆိုကဘာဦးကြကကြီး3နောက်ပိုင်းမှာပဲကဘာကြီးပေါ်မှာတေခြင်းတရားကိုရောက်လာတယ်ဆိုတော့တွေ့ရတာဖြစ်တယ်။ပြီးတော့ဒီကနေ့ကဘာပေါ်မှာတွေ့ရှိနေရတဲ့တက်ရှိတတ်တော်တွေရဲ့ကြောက်ဖြင်းခြင်းတွေဟာဆိုလို့ရှိရင်ကဘာဦးကြကကြီး1အငယ်2ထဲမှာပေါ်ပြထားတဲ့ရေမင်းနပီရေထုကြီးကိုဖြစ်ပေါ်စေတဲ့အခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာဂျာကာလာနှစ်ပေါင်းများစွာရှိတဲ့အချိန်မှာတေဆုံးသွားတဲ့တတ္တဝါတွေရဲ့
ကြောက်ဖြစ်ရွံ့နေဖြစ်တယ်လို့ဂျာကာလာယူဆကိုလက်ခံတဲ့လူတွေရတယ်လို့ဆိုကြပါတယ်ဒီလိုမဟုတ်ဘဲနဲ့နောက်အခါရေလုံးမှုချင်းနောက်ပိုင်းကဘာဦးချမ်းခကြီး6နောက်ပိုင်းမှာပဲတည်သွားတယ်တတ္တဝါတွေရဲ့ရွှတ်ချင်းတာဖြစ်မယ်ဆိုရင်ဒီလောက်အခြေတူအတွေးမှာအဲ့ဒီတတ္တဝါရုပ်အလောင်းတွေကကြောက်ပြီးအကျုံးမဖြစ်နိုင်ဘူးဆိုမှ gap theory ကိုလက်ခံတဲ့လူတွေကတည်းကထောက်ပြပြောဆိုနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့တစ်ပတ်ပညာတွေထွန်းကားလာတဲ့ကာလမှာကြောက်ဖြစ်ရွံ့ဖြစ်ဖို့ဆိုတာက time ဆိုတဲ့အချိန်ကာလထက် condition ဆိုတဲ့အချိန်တွေကပိုပြီးမှအရေးပါကြောင်းအရေးကြီးကြောင်းကိုသိရှိလာကြပါတယ်ဒါကြောင့်မို့နောက်အခါရေလုံးမှုကြီးကာလတော့ကတည်သွားတဲ့တတ္တဝါတွေကလည်းပဲကြောက်ဖြစ်ရွံ့ဖြစ်နိုင်တဲ့အချိန်တွေဒါရှိမယ်ဆိုရင်တူတောင်းတဲ့အချိန်ကာလအတွင်းမှာလည်းကြောက်ဖြစ်ရွံ့ဖြစ်နိုင်တယ်ဆိုရကိုသိရှိနားလည်ရပါတယ်ကြောက်ဖြစ်ရွံ့ဖြစ်ဖို့ဆိုတာကအတေကောင်ကိုနှုံးမြင်ဒါမှမဟုတ်ဓာတ်ထုထကျေဝါတဲ့မြင်လွာတွေနဲ့ချစ်ချင်းဖောက်ဥသွားဖို့လိုပါတယ်နောက်အခါရေလုံးမှုချင်းကတေဆုံးသွားတဲ့တတ္တဝါတွေကိုထိုးအချင်းတွေကိုချစ်ချင်းရောက်သွားစေနိုင်တာဖြစ်ပါတယ်တိရစ္ဆာန်တွေရဲ့အယိုးဒါမှမဟုတ်သူရဲ့တိရှုစတွေထဲမှာရေမှာပျော်ဝင်နေတဲ့ဓာတ်ထုထက်ဥပမာဒါဆီလီကာတို့ကယ်လ်ဆီယမ်တို့ဒီဓာတ်ထုတွေဟာဆိုလို့ရှိရင်ဒါလုံလောက်ဝင်ရောက်သွားမယ်ဆိုရင်အချိန်တူအတွင်းမှာကြောက်ဖြစ်ရချမ်းဖြစ်တော့ပြောင်းလဲသွားနိုင်တာဖြစ်တယ်လို့ဒီနေ့ရှောက်ပြသိရှိရပါတယ်ဥပမာအဖြစ်2018တုန်းက paleontology လို့ခေါ်တဲ့ဒီ journal ထဲမှာဖော်ပြခဲ့တဲ့တိပတ်ပင်ရှင်တွေရဲ့တုတ္တနပြုစက်တက်ချက်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်သူတို့ရဲ့စက်တက်ပုံကကြတော့ဒီငှက်မွေးတွေအရွက်တွေပေါ့နော်တိရွက်တွေနောက်တော့သူစံတွေရဲ့အသားအစတွေကိုဒီရှုစဲတွေကိုထည့်ပြီးမှကြီးမာတော့ဖြစ်အားမြင့်မာတော့အပူချိန်နဲ့သူစမ်းတက်လိုက်တာဖြစ်ပါတယ်ဒီလိုစမ်းတက်လိုက်တဲ့အခါမှာ24နှစ်အတွင်းမှာအဲ့ဒီပစ္စည်းတွေကကြောက်ဖြစ်တော့ပြောင်းလဲသွားတယ်လို့ဒီလိုသိရှိရပါတယ်ဒီအချက်ကိုကြည့်ချင်းအဖြစ်ကြောက်ဖြစ်ဖြစ်ဖို့ဆိုတာကအချိန်တွေကပုံမှန်အရေးကြီးတယ်ဆိုရကိုတွေ့ရပါတယ်နောက်ထပ်ဥပမာတစ်ခုကိုပြရမယ်ဆိုရင်1980တုန်းကတက္ကဆက်ပြည်နယ်မှာတွေ့ရှိခဲ့တဲ့ကောင်းပိုင်းဖက်နှက်အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဖက်နှက်အတွင်းမှာကြောက်ဖြစ်ဖြစ်နေတဲ့ခြေထောက်အယူတစ်ဖက်တွေ့ရှိခဲ့ပါတယ်အဲ့တော့ဒီကောင်းပွဲဖက်နှက်က1950ခုနှစ်မှာထုတ်ခဲ့တဲ့ဖက်နှက်ဖြစ်တယ်ဆိုမှလက်လာတွေ့ရှိချက်အရာတွေကိုသိရှိသွားကြတာဖြစ်တယ်ဒါဆိုရင်1950တုန်းကစီးခဲ့တဲ့ဖက်နှက်အဲ့ဒီလူရဲ့ခြေထောက်အယူဟာဆိုလို့ရှိရင်1980နှစ်ပေါင်း30အတွင်းမှာကြောက်ဖြစ်သွားတယ်လို့ဒီလိုတွေ့ရှိရပါတယ်ဒါကြောင့်မို့ဒီဥပမာတွေကိုကြည့်တဲ့အခါမှာကြောက်ဖြစ်ဖြစ်ဖို့ဆိုရင်ဒါအချိန်နေတာပြည့်မယ်ဆိုရင်24နာရီအတွင်းမှာဖြစ်နိုင်တယ်ဒါနှစ်ပေါင်းတန်းနဲ့ချီမှမဟုတ်ဘဲနဲ့နှစ်ကာလတူအတွင်းမှာကြောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရှိရပါတယ်တခြားသောအချိန်တူကာလအတွင်းမှာကြောက်ဖြစ်သွားတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်ထို့အရာဒီထဲကနေဒီနှစ်ခုပဲကျွန်တော်အနေနဲ့စစ်ထုတ်ပြတာဖြစ်ပါတယ်ကမ္ဘာ့ကျန်းမာရေးအခန်းကြီး1နဲ့အခန်းကြီး2ရဲ့ကြားထဲမှာနှစ်ပေါင်းမြောက်များစွာကြာညောင်းတဲ့အချိန်ကာလတစ်ခုရှိခဲ့တယ်ဆိုတဲ့ဒီ gap theory ကိုလက်ခံတဲ့သူတွေကတော့နောက်ထပ်သူတို့ထောက်ပြတဲ့ချက်ကပါလဲဆိုရင်ဒီနေ့ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်တုံးတွေရဲ့တက်တက်ကိုတွေ့ချက်နေဆိုရင်အဲ့ဒီကြောက်တုံးတွေရဲ့တက်တက်ကနှစ်ပေါင်းဘီလီယံနဲ့ချီရှိနေပြီဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်ကမ္ဘာကြီးရဲ့တက်တန်းကလည်းပဲနှစ်ပေါင်းဘီလီယံနဲ့ချီရှိနေပြီဒါအာဒန်ကနေတွေ့မယ်ဆိုတော့ကမ္ဘာကြီးရဲ့တက်တက်က6000ရှိတဲ့ဖြစ်တဲ့မျိုးဒါဘလူနည်းနဲ့မှကမ္ဘာကြီးရဲ့တက်တက်ကနှစ်တောင်းပေါင်းထောင်ချီရှိနေပြီဆိုတာနဲ့မကိုက်ဘူးဒါကြောင့်မအာဒန်မတိုင်ခင်မှာကမ္ဘာ့ကျန်းမာရေးတင်းနဲ့2ရဲ့ကြားထဲမှာကြီးမားသောအခြေကာလပေါ်ဟာမှုကြီးတစ်ခုရှိခဲ့တယ်လို့သူကဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့အာဒန်ခိကနေပဲတွေ့မယ်ဆိုရင်ဒီကြောက်တုံးတွေရဲ့တက်တန်းကနေ့တက်တန်းတစ်လောက်ရှိနေစရာအကြောင်းကိုမရှိဘူးလို့သူကဒီလိုထောက်ပြတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေဖြင့်တစ်ခုနားရရမှာကဘုရားသခင်ကဒီကဘာကြီးနဲ့အတူရှိသမျှရအားလုံးကိုဖန်ဆင်းတဲ့အခါမှာအရွေရောက်ပြီးသားအနေထားနဲ့ဖန်ဆင်းခဲ့တယ်ဆိုမှကျွန်တော်နားလည်ရပါတယ်။အာဒန်ကိုလည်းပဲဘုရားသခင်ကမွေးကိစ္စကလေးတူငယ်ပုံစံနဲ့ဖန်ဆင်းခဲ့တာမဟုတ်ဘဲနဲ့အရွေရောက်ပြီးသားလူကြီးပုံစံနဲ့ဖန်ဆင်းခဲ့တာဖြစ်ပါတယ်။ဒီလိုပဲတခြားသောတိရစ္ဆာန်တွေကိုလည်းပဲဒါမြတ်ပြားကြောင့်မွေးဖွားကြပါလို့ပြောထားတာဖြစ်တဲ့အတွက်မို့အရွေရောက်ပြီးသားအနေထားမှာဖန်ဆင်းထားတယ်။တစ်ပြပန်းမှန်တွေကိုလည်းပဲဒါမျိုးစစ်အဖြစ်မြတ်ပြားဆောင်ပွားများစေဖို့အတွက်ပဲဘုရားသခင်မိန့်မာထားတာဖြစ်တဲ့အတွက်မို့ဒီတဘာဝပေါက်ပြီးဒီလိုပဲဘုရားသခင်ကအရွေရောက်ပြီးသားအနေထားမှာဖန်ဆင်းထားတယ်လို့တွေ့ရပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကဒီအားလုံးကိုအရွေရောက်ပြီးသားအနေထားမှာဖန်ဆင်းထားတာဖြစ်တဲ့အတွက်မို့ဒီအရာတွေကိုလူရဲ့ဉာဏ်ပညာနဲ့လူရဲ့ပညာနဲ့တွေ့မယ်ဆိုတော့ဒါအချိန်ကာလအတိုင်းတစ်ခုထိတော့
ကြာညောင်းခဲ့ပြီးတော့ဖြစ်ထက်မှာဖြစ်ပါတယ်ဥပမာဖြစ်ပြောရမယ်ဆိုရင်ဒီကနေ့ကျွန်တော်အိမ်မှာလင်မော်ပီမရှိပါဘူးလင်မော်ပီတပင်းအတီးတီးလာတဲ့အချစ်ဆိုတက်တန်ဘလောက်ကြာမှတီးလာတယ်ဆိုတာကိုလည်းအတိအကျကျွန်တော်မသိရပါဘူးဒါပေမဲ့လင်မော်ပီတပီက10နှစ်ဆိုရင်အတီးတီးတယ်လို့ကျွန်တော်တို့ဥပမာနဲ့ပြီးယူဆကြည့်အောင်ဒီတော့ဖျားတခင်ကျွန်တော်ရဲ့ channel ထဲမှာအခုချစ်ချင်းအတီးတွေဝေဆဆဒီနေတဲ့လင်မော်ပီတပီကိုဖန်ဆင်းပေးလိုက်တယ်ဆိုပါစို့ဒီအချိန်မှာကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ channel ထဲမှာတစ်ချိန်မှမရောက်လာဘူးတဲ့ဒစိမ့်တရကဝင်လာမယ်ဆိုရင်သူ့အနေဖြင့်ဒီလင်မော်ပီရဲ့တက်တန်းက10နှစ်နဲ့အထက်ရှိနေပြီလို့သူကဒီလိုတွေ့ချက်ယူဆမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လင်မော်ပီတီပီကအတိတ်ဆိုရင်အနည်းဆုံးတက်တန်းက10နှစ်ရှိရမယ်လို့လူတွေကဒီတိထားတဲ့တင်မို့ဖြစ်ပါတယ်။ဒါလူရဲ့အတိညာနဲ့လူရဲ့တွေ့ချက်မှုနဲ့လူရဲ့အုံနောက်နဲ့ဆိုမှန်းတယ်။ဒါ10နှစ်အထက်ရှိမှလင်မော်ပီကအတိတ်ကြီးတယ်။ဒါပေမဲ့ဘုရားသခင်ဖန်ဆင်းပေးတာကတဏှာရောမရှိသေးဘူး။ထိုနည်း၎င်းပါပဲဘုရားသခင်ကဒီကဘာကြီးနဲ့ရှိမဲ့ရအားလို့ကိုဖန်ဆင်းထားတာကနှစ်ပေါင်း6000ပဲရှိသေးတယ်ဆိုပေမဲ့လူရဲ့ပညာနဲ့တွေ့လိုက်တဲ့အခါမှာဒါကနှစ်တန်းပေါင်းထောင်ချီရှိနေပြီနှစ်ပေါင်းဘီလီယံချီရှိနေပြီဆိုတဲ့အဖြစ်ကိုထည့်နေတာဖြစ်ပါတယ်ပြီးတော့ထည့်မြောက်ရဲ့စံခန်းရဲ့20အနည်း7ထည့်မှာဘုရားသခင်ကရှိမဲ့ရအားလို့ကို6ရက်အတွင်းမှာပဲဖန်ဆင်းထားတယ်ဆိုမှပြောပြထားတာဖြစ်တယ်ဒါကြောင့်မို့ကဘာဦးစံခန်းရဲ့1အနည်း1နဲ့2ရက်ကြာအတွင်းမှာကြီးမားသောအချိန်ကာလတစ်ခုရှိခဲ့ဘူးလေဆိုရတာအမှန်ကျန်စာရဲ့တွင်ပြချက်နဲ့ပေါ်ပြချက်နဲ့မကိုက်ဘူးဆိုရအောင်လေဒီလိုနားနဲ့သိရှိရပါလေတကယ်လို့ထုံနေရမှာတကယ်တော့အရေးကြီးတဲ့ကွာဟမှုကြီးအခြေအနေတစ်ခုရှိနေတယ်ဆိုရင်ဓမ္မကျမ်းစာအထိမ်းမှာတနေရာရာလောက်မှာဓာတ်ရဲ့အဖြစ်တော်ကောင်အရေးအမှုအဖြစ်တော်ကောင်ဒုကြားကာလအယူဆအကြောင်းကိုဖော်ပြထားမှာဖြစ်တယ်သို့တော်လည်းပဲဓမ္မကျမ်းစာ66ဦးထဲမှာဒုကြားကာလအယူဆနဲ့ပတ်သက်ပြီးမှဖော်ပြထားခြင်းကြံချက်ချစ်မှမရှိတဲ့တင်မို့ဒီဒါကာလအယူဆကဓမ္မကျမ်းစာရဲ့တွေ့တဲ့ချက်မဟုတ်ဘူးဆိုတာကိုကျွန်တော်မြင်တယ်လို့ပဲလက်ခံပါတယ်အားလုံးကမှကြည့်ရှုကောင်းကြည့်ပါစေ